ကြုံမှုကြလားမသိဘူးအားကစားတွေဘလောက်လုံးအစားတွေဘလောက်ရှော့ရှော့ခါတစ်ဝိုက်ကဘိုက်ခောက်အစီကတော့လုံးဝမကြသွားဘူးညနာကြီးကြလာတယ်လက်မောင်းတွေသေးလာတယ်ဘိုက်ခောက်ကအစီတွေကတော့တစ္ဆာရှိမြဲရှိစေပဲပေါ့တခါတလေဒီလိုမကြလို့ဆိုပြီးတော့အားကစားတွေပိုလုံးအစားတွေပိုရှော့တဲ့အခါမှာဘိုက်တစ်ဝိုက်ကအစီကကြဖို့ပို့ပြီးတော့ခက်ခဲလာနိုင်ပါတယ်တကယ်တော့မိုးတို့ခန္ဓာကိုယ်ကစိတ်ဖိစီးမှုတွေများတဲ့အခါမှာကော်တီဇောလို့ခေါ်တဲ့ဟော်မုန်းထွက်ပါတယ်ဒီဟော်မုန်းကတော့မိုးတို့ကိုအန်တီရဲ့ခုခုကနေလွတ်မြောက်အောင်ကူညီပေးတဲ့ fight or flight ဟော်မုန်းဖြစ်ပါတယ်ဒါပေမဲ့အလုပ်တွေ relationship ပြဿနာတွေဒါမှမဟုတ်လို့ရှိရင်လည်းညနေနာရီလောက်ထိဇက်တိုက်ပုံပွတ်မိနေတဲ့အခါမှာခန္ဓာကိုယ်က stress တွေတက်တယ်ပြီးတော့24/7 survival mode မှာပဲရှိနေရတဲ့အတွက် cortisol တွေကလည်းအများနဲ့မြင့်တက်နေပါတယ်ဒီအရေးပေါ်အခြေအနေ survival mode မှာသုံးလို့ရအောင်ဆိုပြီးတော့ bite white မှာအစီစုထားလိုက်တာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီ bite ခောက်ကအစီတွေကမို့လို့အားကစားဘလောက်လုပ်တယ်အစားဘလောက်ထိန်းနေဆိုတာထက် stress ကိုဘယ်လို manage လုပ်လဲအဲ့ရေဘလောက်ဝလဲဆိုတာနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ live love and live ကနေပြန်လဲကြိုဆိုပါရစေဒီဗီဒီယိုမှာတော့အဲ့ဒီပြက်ချင်တဲ့ stress က bite white မှာအစီတွေကိုဘယ်လိုပို့စုစေလဲဆိုတာကိုသိပ္ပံနည်းကြရှင်းပြတော့မှာဖြစ်ပြီးတော့ဒီတန်တရားတွေကနေဘယ်လိုရုံထွက်ပြီးတော့ bite ခောက်ကအစီတွေကိုကြောက်အောင်လုပ်မလဲဆိုတော့နီလန်တွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်စိတ်ဖိစီးတဲ့အခါမှာခန္ဓာကိုယ်ကဘာလို့ bite white မှာအစီတွေကိုပို့ပြီးတော့စုစေရလဲဒီ process ကိုမြင်တာအောင်မိုးရဲ့ခန္ဓာကိုယ်ကြီးကိုနိုင်ငံတနိုင်ငံအနေနဲ့မြင်ကြည့်လိုက်ပါခုနပြောခဲ့သလိုပဲ stress ကြောင့်မိုးရဲ့ခန္ဓာကိုယ်ကအရေးပေါ်အခြေအနေ fight or flight mode မှာပဲအမြဲတမ်းရှိနေတယ်ပေါ့နော်အဲ့လိုမျိုးအရေးပေါ်အခြေအနေကိုရောက်သွားပြီဆိုလို့ရှိရင်နိုင်ငံတနိုင်ငံအနေနဲ့ဘာကိုအရင်ဆုံးလုပ်မလဲစားနပ်ရိက္ခာတွေကိုလုံခြုံတဲ့ဘဏ်ကာထဲမှာသွားပြီးတော့ store လုပ်ထားလိုက်ပါတယ်မိုးတို့ခန္ဓာကိုယ်အတွက်လုံခြုံဆုံးနဲ့အလွယ်ကူဆုံးဘဏ်ကာကြီးကဘာဖြစ်မလဲ obviously မိုးတို့ရဲ့ bite belly ပဲပေါ့နော်အဲ့ဒါကြောင့်မလို့မို့ stress တက်နေတဲ့အခါမှာစားလိုက်တဲ့အစားတော်တော်များများက energy အဖြစ်လောင်ကျွမ်းမခံရဘဲနဲ့အစီအဖြစ်ဘိုက်မှာတိုးလောင်ခံရဖို့ chance ပိုပြီးတော့များပါတယ်မိုးရဲ့ ancestor တွေဖြစ်တယ်မို့ဘိုးဘွားဘေဘီနေတောထဲမှာနေခဲ့ရတဲ့ခေတ်ကိုတစ်ချက်လောက်ပြန်သွားကြည့်အောင်သူတို့ကနေ့စဉ်ကိုတကယ် anti ရဲ့အစစ်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဥပမာတာရဲ့တိရစ္ဆာန်တွေသူတို့ကိုလိုက်တာပြီးတော့အစာရေးစာပြက်လက်ခေါင်းပါတာစသဖြင့်ပေါ့နော်အဲ့လိုမျိုး stress တွေဝင်လာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ချက်ချင်းဒီ survival mode fight or flight mode ကိုဝင်သွားပါတယ်အဲ့တော့ cortisol တက်တယ်ဒီမှာ cortisol ကအရေးကြီးတဲ့အချက်၃ချက်ကိုလုပ်ပေးပါတယ်နံပါတ်1အမြန်သုံးလို့ရတဲ့ energy ကိုထုတ်ပေးတယ်ကြွက်သားတွေကိုဖြိုခွဲပြီးတော့သွေးထဲကိုတကြားတက်တွေပို့ပေးတယ်အဲ့လိုမှပဲသားကောက်နေပါလိုက်တယ်ဆိုလို့ရှိရင်အမြန်ထွက်ပြေးနိုင်မှာပေါ့နော်နံပါတ်2အစာချေတဲ့စနစ်ကိုရပ်လိုက်ပါတယ်အဲ့လိုချင်းသစ်တွေပါလိုက်ခံနေရတဲ့အချိန်မှာမနက်ကစားရတဲ့အစာအသောက်တွေကိုခြေဖို့မလိုနေဘူးပေါ့နော်အဓိကလောလောဆယ်လက်ရှိပြဿနာကိုအရင်ဖြေရှင်းရမယ်ပေါ့နော်နံပါတ်3နောက်ထပ်ဒီလိုအရေးပေါ်အခြေအနေတွေကြုံလာတဲ့အခါမှာထုတ်သုံးလို့ရအောင်ဆိုပြီးတော့အစီကိုစုဖို့ signal ပို့ပါတယ်အထူးသဖြင့်ကတော့ bite တစ်ဝိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ bite ကမိုးတို့ရဲ့အရေးကြီးတဲ့ ugliza တွေနဲ့လည်းပို့ပြီးတော့နီးတယ်ပြီးတော့ bite ထဲမှာရှိတဲ့ visceral fats ဒီ visceral fats ဆိုတာကမိုးတို့ ugliza တွေဘေးမှာရှိတဲ့ fat cells တွေပေါ့နော်အစီ cells တွေမှာကဒီ cortisol ကိုလက်ခံတဲ့ receptor တွေကကြတော့တခြားအစီ cell တွေတက်လေးစားပို့ပြီးတော့များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ cortisol လဲထွက်လာရော bite ကအစီ cell တွေကတန်လိုက်လိုမျိုးပဲအစီတွေကိုဆွဲပြီးတော့စုလိုက်တယ်ပေါ့နော် moral ancestor ရဲ့အသက်ရှင်ရေးမှာဒီစနစ်ကတကယ်ကိုအထောက်အကူပြုပြီးတော့အရေးကြီးခဲ့ပါတယ်တားကောင်နေလိုက်လို့ပြေးတယ် stress တက်တယ်သားကောက်နေအန်ဒီကနေလွတ်သွားတယ် stress ပြန်ကျသွားတယ်ဒါပေမဲ့မိုးရိုခေတ်အတွက်တော့ဒီ system ကြီးကပြဿနာပါမိုးရိုရဲ့နေ့စဉ်ဘဝမှာဒီလိုတကယ်အသက်အန်ဒီရတွေမရှိတော့ဘူးလူနေမှုဘဝနဲ့ပတ်ဝန်းကျင်ကလည်းဒီ ancestor တွေခက်နဲ့ဘာမှမတူတော့ဘူးအရာရာတိုးတက်ပြောင်းလဲသွားပြီပေါ့နော်ဒါပေမဲ့မိုးရိုခုခေတ်လူတွေရဲ့အုံနောက်ဖွဲ့စည်းတည်ဆောက်ပုံတွေ nervous system တွေကမိုးရို ancestor တွေဖွဲ့စည်းတည်ဆောက်ပုံတွေကဘာမှမကွဲပြားသေးဘူးလုံးဝထပ်တူပဲရှိပါသေးတယ်အဲ့ဒါကြောင့်မလို့မိုးရိုရဲ့အုံနောက်တွေကအန်ဒီရတွေကိုပဲအများနဲ့ရှာဖွေနေပါတယ်။နေ့စဉ်ကြုံတွေ့နေရတဲ့ငွေကြေးပြဿနာတွေ relationship ပြဿနာတွေအလုပ်ကိစ္စမိသားစုကိစ္စအိယာဝင်ကနေသတင်းဆိုကြည့်မိပြီးတော့ doom scrolling လုပ်တာစသဖြင့်တနေ့တာ stress ဖြစ်စေတဲ့အရာတွေကို threat အနေနဲ့မှတ်ယူလိုက်ပါတယ်။ body က threat ကို detect လုပ်တဲ့အခါမှာ cortisol ကိုထုတ်ပါတယ်။ဒါပေမဲ့ဒီ threat လို့မှတ်ယူခံရတဲ့အရာတွေကမိုးတို့ရဲ့ဒါ daily life မှာအများအားဖြစ်နေရတဲ့အရာတွေဖြစ်တဲ့အတွက်stress ကအများအားတက်နေပြီးတော့ cortisol ကလည်းအများအားထွက်နေတာပေါ့နော် research တွေအရဆိုလို့ရှိရင်နာတာရှည်စိတ်ဖိစီးမှုခံစားနေရတဲ့သူတွေမှာဆိုလို့ရှိရင်ဒီ visceral fat ခုနပြောတဲ့ ugliza ဘေးနားမှာရှိတဲ့ fat တွေကတာမန်လူတွေထက်ပိုပြီးတော့များတာကိုတွေ့ရပါတယ် study တစ်ခုမှာဆိုလို့
လို့ရှိရင်ဒီ cortisol level မြင့်နေတဲ့အမျိုးသမီးတွေကတာမန်အမျိုးသမီးတွေထက်ဘိုက်မှာအစီ3ဆပိုပြီးတော့များတာကိုတွေးခဲ့ပါတယ်။အဲဒါကြောင့်မလို့ဘလောက်ပဲအားကစားလုပ်ဘလောက်ပဲအစားရှောင် stress level မြင့်နေသေးရတော့ဘိုက်ကအစီကျဖို့ကခက်နေအောင်မှာပဲဖြစ်ပါတယ်။အဲ့ဒီပြက်ချင်းကရောဘိုက်ကအစီမကျခြင်းနဲ့ဘယ်လိုများဆက်ဆက်နေလဲ။အဲ့တယ်ဆိုတာကပင်ပန်းလို့အနားယူတာတက်တက်ပဲမဟုတ်ပါဘူး။ခန္ဓာကိုယ်က cortisol level တွေကိုပြန်ပြီးတော့ reset လုပ်ပေးတဲ့အချိန်ဖြစ်ပါတယ်။တိတိကျကျနည်းနည်းချာချာအိပ်ပျော်တဲ့အခါမှာခန္ဓာကိုယ်က stress ကိုတုံ့ပြန်တဲ့ system ကလည်းအနားရသွားပါတယ်။ fight or flight system ကနေပြီးတော့အစာချေတဲ့ rest and digest system ကိုပြောင်းသွားတဲ့အတွက် cortisol level တွေကလည်းပြန်ပြီးတော့ကျသွားပါတယ်။ဒါပေမဲ့လုံလောက်အောင်မအိပ်ဘူးဒါမှမဟုတ်လို့ရှိရင်လည်းအေးမဝဘူးဆိုလို့ရှိရင်တော့မနက်နိုးလာတဲ့အခါမှာလည်းဒီ cortisol level တွေကမြင့်နေအောင်မှာပဲပေါ့နော်။အဲ့မှာပဲလူတော်တော်များများပိတ်မိနေတဲ့တန်တရားကြီးကစတာပေါ့နော်။စိတ်ဖိစီးမှုများတဲ့ cortisol တက်တဲ့ cortisol ကလူကို alert ဖြစ်စေတဲ့အတွက်အိပ်ပျော်ဖို့ခက်လာတယ်အိပ်မပျော်တော့အေးမဝဘူးအေးမဝတော့ cortisol တွေကပြန်မကျဘူး reset မဖြစ်ဘူးနောက်နေ့မနက်နိုးလာတော့လဲ cortisol level တွေက high နေတယ် cortisol level တွေကလည်း high နေတဲ့အတွက်ဘာဆဆဘိုက်မှာပဲအစီစုဖို့က chance ကပိုပြီးတော့များလာတယ်ပြီးတော့ဒီဖြစ်စဉ်ကညတိုင်းဖြစ်နေတယ်အဲဒါကြောင့်မလို့ဒီရှိအေးပြတ်တာနဲ့ stress နဲ့ပေါင်းလိုက်တဲ့အခါမှာထွက်ပေါက်မရှိတဲ့တန်တရားကြီးလိုမျိုးဖြစ်သွားတာပေါ့နော်ပြီးတော့မို့လို့အေးပြတ်တဲ့အခါမှာ leptin လို့ခေါ်တဲ့ဘိုက်ပြေချောင်းအချက်ပြတဲ့ဟော်မုန်းကလည်းကျသွားတယ်အဲ့တော့ပိုစားမိတယ်ဘိုက်စာပြီးလို့အချက်ပြတဲ့ဟော်မုန်း ghrelin ကတက်လာတယ်အဲ့တော့ခဏဘိုက်စားတယ် insulin ကလည်းကောင်းကောင်းအလုံးမလုပ်တော့ဘူး cells တွေက insulin ကိုလက်မခံတော့တဲ့အတွက်စားသမျှကအဆီဖြစ်ဖို့ပို့ပြီးတော့ chance များလာတာပေါ့နော် cortisol တွေကလည်းဆက်ပြီးတက်နေတယ်အဲ့ဒီတက်နေတဲ့ cortisol တွေကလည်းဘိုက်ခေါက်မှာအဆီကိုတန်သွားစုဖို့အတွက် signal လုပ်ပါတယ်research တခုအရဆိုလို့ရှိရင်တညမှာ9နာရီပဲအိပ်တဲ့သူတွေကတရက်ကို9နာရီကနေ9နာရီကြာအိပ်တဲ့သူတွေထက်ဘိုင်းမှာအစီ32%ပိုများနေတာကိုတွေ့ရပါတယ်။ပိုဆိုတာနောက်တစ်ခုကဒီ visceral fat တွေက inflammation ရောင်ရမ်းမှုကိုဖြစ်စေပါတယ်။အဲ့တော့ခန္ဓာကိုယ်ကိုနောက်ထပ် stress ထပ်ပေးလို့ဖြစ်ပြီးတော့ cortisol ကထပ်ပြီးတော့တက်ပါတယ်။အဲ့ဒီမှာပဲတန်ညာကြီးကမပြီးနိုင်တော့ဘူးပေါ့နော်။အဲ့ဒါကြောင့်မလို့ဘိုက်ကအစီမကြတာကဒီအားကစားမလုပ်နိုင်လို့အစားမရှောင်နိုင်လို့ဇွဲမရှိလို့ဆိုတာထက်ခန္ဓာကိုယ်ရဲ့ဒီ stress နဲ့အေးပြတ်တဲ့အရာကိုတုံ့ပြန်နေတဲ့ဒီ biological response တစ်ခုဖြစ်ပါတယ်ကဲဒါတွေကိုဘယ်လို fix လုပ်မလဲပထမဆုံးဦးစားပေး focus ထားပါတော့အေးပါဘာလို့လဲဆိုတော့ cortisol level တွေမြင့်နေတဲ့၍ဘာအားကစားလုပ်ဘာအစားပဲရှောင်အစီကတော့ကြဖို့ခက်နေမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အိတ်ချိန်မှန်ပြီးတော့ quality sleep ရအောင်အိတ်ခါနေတနာရီအလိုမှာဖုန်း TV မကြည့်ပါနဲ့ဒီ screen တွေကထွက်တဲ့ blue light ကအိတ်စီတဲ့ hormone melatonin ကိုတားဆီးပါတယ်အဲ့တော့အိတ်ပျော်ဖို့ခက်တာပေါ့နော် caffeine tolerant နေတဲ့သူဆိုလို့ရှိရင်နေ့လယ်2နာရီနောက်ပိုင်းကို coffee မတောက်ပါနဲ့ caffeine တက်ကခန္ဓာကိုယ်တွေကထွက်သွားဖို့အတွက်ကို9နာရီကနေ6နာရီလောက်ကြာပါတယ်အဲ့တော့ညနေ4နာရီလောက်မှာ coffee တောက်လိုက်တယ်ဆိုလို့ရှိရင်ည10နာရီလောက်မှာလည်း caffeine ဓာတ်ကခန္ဓာကိုယ်ထဲမှာရှိသေးတယ်ပေါ့နော်အဲ့တော့အိမ်မပျော်ဘူးအိမ်မပျော်တော့ cortisol တက်တယ်ပေါ့နော်မိုးတို့ရဲ့ကိုကတညကို9နာရီကနေပြီးတော့9နာရီ quality ပြည့်တဲ့ quality sleep ရဖို့ဖြစ်ပါတယ်။ကဲအဲ့ချိန်မှန်ပြီဆိုမှ stress management ဘက်ကိုသွားမယ်ပေါ့နော်။ stress တွေရောဖို့အတွက်ဆိုလို့ရှိရင်အသက်ရှူလေ့ကျင့်ခန်းတွေလုပ်ပေးလို့ရတယ်။ပုံမှန်အသက်ရှူလေ့ကျင့်ခန်းလုပ်တာက nervous system ကို relax ဖြစ်စေပြီးတော့ cortisol ကိုလည်း short ချပေးပါတယ်။ box breathing 4 စက္ကန့်ရှူသွင်းတယ်4စက္ကန့်အောင့်ထားရဲပြီးတော့4စက္ကန့်မှုတ်ထုတ်တယ်။ဒါကို9မိနစ်လောက်လုပ်ပေးရုံနဲ့လုံလောက်ပါတယ်။ပြီးတော့ပစံလည်းမကုန်ဘူး။ဘယ်နေရာမှာမဆိုလုပ်လို့ရတယ်ပေါ့နော်။ပေါ့ပလှုပ်ရှားမှုတွေလုပ်ပါ stress များနေတဲ့အချိန်မှာပြင်းထန်တဲ့အားကစားတွေက cortisol level ကိုပိုပြီးတော့မြင့်တက်စေပါတယ်။အဲ့ဒါကြောင့်မို့လမ်းလျှောက်တာအကြောလျှော့တာယောဂကစားတာစသဖြင့်ပေါ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ boundaries တွေထားပါကိုယ့်ကို stress ပေးတဲ့အရာတွေကို limit လုပ်ထားပါဥပမာအလုပ်က email တွေကကိုယ့်ကို stress ပေးတယ်ဆိုလို့ရှိရင်ညဘက်ကိုဖုန်းကို do not disturb mode လုပ်ထားတာတို့ sleep mode လုပ်ထားတာတို့ပေါ့နော်ကိုယ့်ကိုစိတ်နှောက်ယှက်ဖြစ်စေမဲ့သူတွေဆိုလို့ရှိရင်တက်နိုင်သမျှရှောင်ပါသတင်းစိုးဖတ်တာတွေ social media ပေါ်မှာ doom scrolling လုပ်တာတွေကိုအိယာဝင်ကနေမှလုံးဝရှောင်ပါအဲ့ချိန်နဲ့ stress ကို control ရပြီဆိုမှ diet ကိုစပြီးတော့စဉ်းစားပါ protein များစားပါ protein ကသွေးထဲကတကြားတက်နဲ့ cortisol ကိုငြိမ်စေပါတယ် inflammation ညောင်ရမ်းတာကိုကျစေတဲ့အစားအသောက်တွေကိုရွေးပြီးတော့စားပါဥပမာ omega 3 လိုမျိုးပေါ့နော်ငါးကြီးစီတို့ပြီးတော့အသီးအရွက်စိမ်းတွေပြီးတော့ antioxidant ပါတဲ့အသီးအနှံတွေ berry တွေကိုများများစားပါဒီအစားအသောက်တွေက
က stress ကြောင့်ဖြစ်တဲ့ inflammation ကိုပြန်လဲတိုက်ထုတ်ပေးပါတယ်။တကြားနဲ့ ready-made အစားအသောက်တွေကိုရှောင်ပါသူတို့က cortisol ကိုသွေးထဲကတကြားတက်ကိုပါတပြိုင်တည်းတက်စေတာဖြစ်တဲ့အတွက်ဘိုင်းမှာအဆီစုဖို့အကောင်းဆုံးခြေနေကိုဖန်တီးပေးပါတယ်အရန်မချုပ်တီးပါနဲ့အရန် strict ဖြစ်တဲ့ diet တွေကလည်းခန္ဓာကိုယ်ကို stress ပေးပါတယ်အဲဒါကြောင့်မို့အရန်တင်းကျပ်တဲ့ diet plan တွေထက်ကျမရည်နဲ့ညီညွတ်အောင်ပဲစားပါကဲပိုက်စီချဖို့ရုန်းကန်နေတဲ့သူတွေဒီပတ်ထဲမှာအိတ်ချိန်ကိုသေချာပြန်ညှိမလားဒါမှမဟုတ်ဒီနေ့ကို9မိနစ်တက်ရှူလေးကျင်ကန်စားလုပ်မလားအကုန်လုံးကိုဒီပိုင်းနဲ့ထဲလှုပ်ရှားမလို့ပါဘူးတစ်ခုပဲအရင်ဆုံးရွေးပြီးတော့လုပ်ကြည့်ပါအရင်ပတ်မေကုန်းရဲ့အဖြေကတော့ cancer ပါ cancer ဆိုတာက telomeres တွေမကုန်သွားဘဲနဲ့အများတိုင်းပွားနေတဲ့ cells ကိုခေါ်တာပါအဲဒါကြောင့်မလို့ omen နဲ့ဆိုတာကခန္ဓာကိုယ်က cancer မဖြစ်အောင်သူ့အနေနဲ့သူကာကွယ်တဲ့နည်းတစ်မျိုးလည်းဖြစ်နေပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်